လောကရန်ဆိုတာနေကြီးတစ်ခါတာကြီးတလဲမှုရှင်ကော့ခေါင်းမော့က1989ခုနှစ်ကနေစတင်တီထောင်ခဲ့တဲ့ရွှေစင်မောင်မှာပြည်တိုင်းထောင်ကိုအထုယူကလောကရန်ကိုအန်တုလဲရင်ပြန်ထကြောက်စဲမျိုးရဲ့ရိုးရာစင်အကပညာကိုအစဉ်တိုးတက်အောင်ကြံဆောင်ပြန်လာပြီးရွှေစင်မောင်ပြန်လာပြီးရွှေစင်မောင်ပြန်လာပြီးဟဲ့